အားလုံးပဲမင်္ဂလာပါကျွန်တော်နှစ်ကျော်ဒီ9ချက်ကိုပဲလုပ်ပြီးတော့ကျွန်တော်ပေါင်80ကျော်ချနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီဟာတွေကမိတ်ဆွေနဲ့ကိုက်ညီတယ်ဆိုရင်လည်း like လုပ်ကြည့်လို့ရတယ်ဆိုတော့ဒီအချက်9ချက်ကပါလဲဆိုတော့ကျွန်တော်လည်းတူတူကြည့်ကြည့်လိုက်ရအောင်နော်အားလုံးပဲမင်္ဂလာပါ Viziman Live Page ကကိုရှိုင်းဖြစ်ပါတယ်ကိုရှိုင်းကကိုရိုင်းပေါင်80ကျော်ချထားတဲ့လူတစ်ယောက်ဖြစ်တယ်လို့မျိုး certified% နဲ့ trainer လက်မှတ်ရ trainer တစ်ယောက်လည်းဖြစ်ပါတယ်ဆိုတော့လူတိုင်းက weight ချတဲ့နီလန်းတွေတယောက်နဲ့တယောက်အခြေအနေတွေမတူတာဖြစ်နိုင်တယ်ဒါပေမဲ့အခြေခံ basic ကတော့အားလုံးတူတူပဲဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့ကိုရှိုင်းကကိုလုတ်ခဲ့တဲ့နှစ်ကျော်လုတ်ခဲ့တဲ့အချက်5ချက်ကိုပြန်ပြီးတော့ဝင်းငါပေးတာဖြစ်တယ်ကျွန်တော်လည်းတူတူအဆုံးထိကြည့်လိုက်ရအောင်နော်နံပါတ်1ကအစားအသောက်ပိုင်းကိုပြောပြခြင်းနဲ့ဆိုတော့အစားအသောက်ဆိုတဲ့အခါမှာကိုရှိုင်းကပေါင်80ကျော်သာကျသွားတာတကယ်တမ်းကျတော့ကိုရှိုင်းကလေ diet plan လည်းမစားခဲ့ဘူးပြီးတော့ဘယ်လိုပြောမလဲhealthy food အရန်ဈေးကြီးတဲ့အစားအသောက်တွေလည်းမစားခဲ့ဘူးကိုရှိုင်းလောက်တာဒီရိုးရှင်းတဲ့junk food ဆိုရဲပေါ့နော်အာဟာရမပြည့်ဝတဲ့အာလူကြော်တွေပြီးတော့အပြင်သေးရစားတွေပေါ့နော်ဒီဟာတွေရှောင်တယ်ပြီးတော့အချိုရည်တွေကိုတတ်နိုင်လောက်ရှောင်တယ်တခါလေတော့တောက်ဖြစ်တာစားဖြစ်တာရှိတယ်ဒါပေမဲ့တတ်နိုင်လောက်ရှောင်တယ်ကိုဆိုင်အထူးသဖြင့်ပေါ့နော်တစ်လမှာဆိုရင်တစ်ကြိမ်နှစ်ကြိမ်အလုံးစုံ3ကြိမ်လောက်ထပ်ပို့ပြီးတော့ဒီအချိုရည်တွေအာလူကြော်တွေစားတာမျိုးမလုပ်ဖြစ်အောင်လို့ရှောင်တယ်ပေါ့နော်ဆိုမဲ့လူတိုင်းကတော့တူချင်မှတူမယ်တချို့လည်း maybe တစ်ဖက်တစ်ခါလောက်စားတာမျိုးဖြစ်နိုင်တဲ့အစောပိုင်းမှာဆိုတော့ဒါကိုနဲ့ကိုင်းညီတူပေါ့နော်ဆိုတော့အဲ့လိုမျိုးရန်ကူတွေတတ်နိုင်လောက်ရှောင်တယ်ပြီးတော့ကိုချိုင်း C ကိုတတ်နိုင်လောက်ရှောင်တယ် C ကျော် C နဲ့2ကျော်ထားတဲ့အကျော်ဆုံးနဲ့ပြီးရင်ကြက်ကျော်တွေဒီလိုဟာမျိုးတွေကိုတတ်နိုင်တယ်လောက်ရှောင်တယ်ပြီးသွားတဲ့ခါကျရင်ကိုချိုင်းဘာလုပ်လဲဆိုရင်ဒီအချိုရည်အချိုလုံးနဲ့အစားတောက်တွေပေါ့နော်ဆိုတော့ဒီလိုဟာမျိုးတွေကိုလည်းရှောင်တယ်ဆိုတော့ကိုချိုင်းတတ်နိုင်လောက်ဒီအစားတောက်တွေရှောင်တယ်နောက်ဆုံးတစ်ခုကတော့ C ကိုချိုင်း C ကိုတတ်နိုင်လောက်ရှောင်တယ်စီအရန်နစ်နေတဲ့မြုပ်နေတဲ့အစားတောက်တွေရှောင်တယ်ပြီးသွားရင်စီပြန်ဟင်းနေဆိုရင်လည်းအိမ်မှာချက်တဲ့ခါကျရင်မလုံးဝမစားလို့တော့မရဘူးဆိုတော့တမိသားစုတွေချက်စားကြတဲ့ခါမှာဆိုရင်အသားတွေအပေါ်ကဟာလေးကိုရွှေ့စားတယ်အနှစ်တွေနဲ့အဲ့လိုမျိုးထမင်းတွေကိုရွှဲနေအောင်နဲ့စားတာမျိုးတွေရှောင်တယ်ပေါ့နော်ဆိုတော့အစားတောက်အပြင်တော့ကိုယ်ကဒါတွေပဲရှောင်နေတယ်ပြီးတော့ပုံမှန်အာဟာရပြည့်ဝတွေစားတယ်ထမင်းစားတယ်ထမင်းကိုကိုယ်ကလုံးဝမဖြတ်ဘူးပုံမှန်ပေါ့နော်2ပကံ3ပကံတော့မစားဘူးထမင်း1ပကံအသားနဲ့အရွက်နဲ့ပြီးရင်ကြက်ဥဒီလိုဟာမျိုးတွေကိုကိုယ်ကများစားပေးတာဖြစ်ပါတယ်ဆိုတော့အစားတောက်အပိုင်းကတော့ကိုယ်ကစားတောက်တဲ့ပုံစံကဒီပုံစံဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကဘာလဲစက်ကြည့်ရအောင်နော်ဒုတိယတစ်ချက်ကကြတော့ gym ကိုယ်က gym ဆော့တယ်home workout တော့မလုပ်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာတော့ home workout လုပ်ဖြစ်တဲ့အချိန်တွေရှိခဲ့တယ်လနဲ့ချီပြီးတော့ပေါ့နော်ဒါပေမဲ့ဆက်စချင်းဝိတ်စားချဖို့ကြိုးစားတော့ကိုယ်က gym ပဲသွားခဲ့တယ်ဆိုတော့ gym သွားတယ် gym မှာအလေးမာတယ်ပေါ့နော်ပြီးတော့ cardio လည်းနည်းနည်းတွဲလုပ်တယ်ဆိုတော့ဒီဟာလေးလုပ်ဖြစ်တယ်ဆိုတော့ဒီမှာကိုချိုင်းအားလုံးကိုအကြံပေးချင်တာကိုချိုင်းလည်းအစတုန်းကမသိခဲ့ဘူးပေါ့နော်ကိုချိုင်းလည်းအခုဘာကြောင့်ဒီလိုတွေ sharing လုပ်နေလဲဆိုရင်ကိုမှားခဲ့တဲ့ဟာတွေကိုလူတွေမမှားစေချင်လို့ပေါ့နော်ဆိုတော့အဲ့ဒီတော့ကိုချိုင်းမသိခဲ့တဲ့အခါမှာဆိုတစ်ပတ်မှာ9ရက်ကိုချိုင်း gym သွားတယ်ကျင်သွားတဲ့ခါမှာဘာဖြစ်လဲဆိုဝိတ်မကြောက်လားဆိုရင်ကြားတယ်ဒါပေမဲ့မလိုအပ်ဘဲနဲ့ပို့ပြီးတော့ပင်ပန်းတာတွေရှိတယ်မလိုအပ်ဘဲနဲ့အချိန်တွေအများကြီးပေးရတာတွေရှိတဲ့ခါမှာမိသားစုနဲ့အဲ့လိုမျိုးအချိန်တွေပေါ့နော် balance မဖြစ်တဲ့ခါမှာကတောက်ကဆဖြစ်ခဲ့ရတဲ့အချိန်တွေအများကြီးရှိတယ်ဆိုတော့အဲ့တုန်းကတော့မကြမှာစိုးတဲ့စိတ်နဲ့ပေါ့နော်training တွေကို over လုပ်ခဲ့မိတဲ့အချိန်တွေရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာကိုယ်တိုင်းတဖြည်းဖြည်းနဲ့နားလည်လာတဲ့စာတွေဖတ်တယ် YouTube တွေမှာလေ့လာတယ်သင်တန်းတွေတက်တဲ့ခါမှာဆိုရင်တော့နေ့စဉ်ကြီးမှာပေါ့နော် training တွေအများပြလုပ်เสียမလို့ပဲနဲ့တပတ်မှာတစ်နေ့ကိုတစ်နာရီရနေပြီးတော့ကိုယ့်ရဲ့အချိန်ပေါ်မူတည်ပြီးတော့တစ်နာရီခွဲလောက်ထိပေါ့နော်အရန်အချိန်တိုက်ဖြစ်တဲ့ခက်ခဲတဲ့သူတွေအတွက်လည်း45မိနစ်လောက်တည်အဆင်ပြေတယ်အဲ့ဒါကိုတပတ်ကို4ရက်လောက်ပေါ့နော်4ချိန်ပေါ့ပြောရမယ်ဆိုတော့အဲ့လောက်လုပ်တယ်ဆိုရင်လုံလောက်တာဖြစ်တယ်ကိုချိုင်းကိုယ်တိုင်လည်းgym စားဆော့တာကနေစပြီးတော့ weight စားချစားပြီးတော့တစ်ဝက်လောက်ပေါ့နော်8လလောက်ဖြစ်မယ်ထင်တယ်8လလောက်ကစပြီးနားလည်လာတဲ့ခါမှာဆိုရင်တော့training တွေကိုလုံးဝ short ချပလိုက်ပြီးတော့ပုံမှန်လေးတစ်ပတ်ကိုဆော့သွားရပေါ့နော်အဲ့မှာပြောပြချင်တာ training short ရယ်ဆိုတဲ့အခါမှာသွားဆော့တဲ့အခါမှာကိုချိုင်းအမြဲတမ်းပေါ့နော်စိတ်နှစ်ပြီးတော့အာယုံစိုက်ပြီးတော့ဖုန်းနားထောင်တာတွေစကားပြောတာတွေမလုပ်ဘဲနဲ့အင်တိုက်အားတိုက်ဆော့ပါရယ်နော် training short ရယ်ဆိုတာအချိန်အရေးအတွက်ကိုချိုင်းကပြောတာပါဆော့တဲ့အချိန်မှာတော့တကယ်ကိုအားနဲ့မှန်နဲ့ပေါ့နော်focus လုပ်ပြီးတော့ဆော့ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ပတ်မှာ4ချိန်တစ်ချိန်မှာ45မိနစ်ကနေတစ်နာရီခွဲလောက်အတွင်းဆိုရင်ဒါလုံလောက်တဲ့ exercise လုပ်တာဖြစ်ပါတယ်အဲ့ထက်ပိုပြီးတော့တစ်ပတ်ကို6ရက်9ရက်လုပ်เสียမလို့အဲ့လိုပြောလို့လုံးဝမလုပ်ရဘူးလားဆိုတော့လည်းမဟုတ်ဘူးအားလုံးကတော့ my body my choice ပေါ့နော်တချို့လည်းအရန် exercise မှာအရန်ပျော်မွေ့တယ်ဝမ်းသာတယ်ဆိုရင်လည်းလုပ်လို့ရပါတယ်ဒါပေမဲ့တာမန်လူတွေအနေနဲ့တော့ခုနကကိုရှမ်းပြောတဲ့ amount ပမာဏကလုံလောက်တဲ့ပမာဏဖြစ်ပါတယ်เนาะနောက်တစ်ခုက recoveryဆိုတော့ recovery ကိုဆိုင်အရန်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဆိုင်တို့ရဲ့လေ့ကျင့်ခန်းတွေလုပ်တယ်အစားတွေ short တဲ့အခါမှာခန္ဓာကိုယ်ကပင်ပန်းတဲ့ချိန်ရှိတယ် stress တွေ
ခန္ဓာကိုယ်ပေါ်တက်ရောက်တယ်ပေါ့နော်ဒါပေမဲ့ကိုချိုင်းတို့ကပုံမှန် recovery ပြန်လုပ်တဲ့အိတ်တခြားအိတ်ဆက်အနားယူတယ်ဆိုရင်ကိုချိုင်းတို့ရဲ့ချက်သားတွေတိုးပွားမယ် metabolism ခန္ဓာကိုယ်ထဲမှာရှိတဲ့ဇီဝကမ္မဖြစ်စဉ်တွေမြန်ဆန်မယ်ပြီးအစီကျနှုန်းတွေပိုမြန်တဲ့ခါမှာဆိုရင်ကိုချိုင်းတို့ပိန်ဖို့အတွက်အရင်အထောက်အကူပြုတယ်ဆိုတော့ကိုချိုင်းကိုယ်တိုင်လည်းတစ်နေ့မှာပေါ့နော်တက်နိုင်တဲ့လောက်6နာရီထက်မနည်းအောင်အိတ်တယ်ဖြစ်နိုင်9နာရီအခွင့်အရေးရတဲ့အချိန်ဆို9နာရီအိတ်တယ်အဲ့ထက်ပိုအခွင့်အရေးရခဲ့ဆို10နာရီအိတ်တယ်ဒါပေမဲ့ကိုချိုင်းကိုယ်တိုင်ကအရှိဗီဒီယိုတွေမှာလည်းကိုချိုင်းပြောပြပေးလို့ပြန်ဝိတ်ချော့နေတဲ့ကာလတစ်လျှောက်မှာကိုချိုင်းမျိုးသမီးမီးဖွားတဲ့ကာလနဲ့လည်းကြုံရတယ်ကိုချိုင်းအမေကင်ဆာဖြစ်တဲ့ကာလနဲ့လည်းကြုံရတဲ့အတွက်ကြောင့်မလို့အဲ့ချိန်ကအရန်မများခဲ့ဒါပေမဲ့အဲ့လိုအရန်မများခဲ့တဲ့ကာလမှာတော့ကိုချိုင်းတတ်နိုင်တယ်လို့ပေါ့နော်ညဘက်တွေကိုစောစောအိတ်တယ်လိုအပ်ရင်မနက်စောစောထားတာမျိုးဒါမှမဟုတ်ရင်လည်းအဲ့လိုမျိုးညဘက်တွေမှာဒီအမေကိစ္စတော့မဟုတ်အမျိုးသမီးခက်သားသမီးကိစ္စကြောင့်မလို့ထခဲ့ရရင်တော့မှတက်နိုင်လောက်ပြန်အိတ်လို့ရတဲ့အချိန်မှာစူးစမ်းပြီးတော့ပြန်အိတ်တယ်ပေါ့နော်ဒါပေမဲ့လုံးဝကိုချိုင်းမလုပ်တာမလိုအပ်ပဲနဲ့ပေါ့နော်ဖုန်းတွေသုံးပြီး game တွေဆော့ပြီးတော့တညလုံးမနက်မိုးလင်းသွားတာတို့မနက်2နာရီ3နာရီလောက်မှအိတ်တာတို့အဲ့လိုမျိုးဟာတွေကိုလုံးဝတက်နိုင်လောက်ရှောင်နေပေါ့နော်မိသားစုအရေးကိစ္စအကြောင်းမို့လို့မဖြစ်မနေအေးပြတ်တာတော့မတက်နိုင်ဘူးဖြစ်တယ်ဒါကတော့ဂျုံတောင်းဂျုံခဲပါအများတိုင်းလည်းမဂျုံပါဘူးကိုချိုင်းလိုမျိုးခုနပြောလို့အစင်မပြေတဲ့အချိန်တောင်မှဒါတစ်ပတ်လုံးမအိပ်ရဘူးဆိုတာမျိုးတော့မရှိပါဘူးဒါပေမဲ့လည်းအဲ့လိုမျိုးဂျုံငယ်ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့တက်နိုင်တဲ့လောက်တော့ဘာမှအရေးကိစ္စမဟုတ်ပဲねပေါ့နော်ဖုန်းသုံးရင်းနဲ့မနက်2နာရီ3နာရီဖြစ်သွားတာမျိုး game ဆော့ရင်းနဲ့2နာရီ3နာရီဖြစ်သွားတာမျိုးမနက်ကိုအရန်နောက်ကြမှထတာမျိုးမလုပ်ပဲနဲ့တနေ့ကိုဆော့ပေါ့နော်နောက်ဆုံးကျွန်တော်ပြောချင်တာတော့17နာရီလောက်နောက်ဆုံးထားပြီးတော့အိပ်ပြီးတော့မနက်ကို6နာရီ9နာရီလောက်ဆော့ထတာမျိုးကခန္ဓာကိုယ်အတွက်အရန်ကောင်းတယ် recovery အတွက်အရန်ကောင်းတယ်ကျွန်တော်တို့ရဲ့အစီကျခြင်း weight ကျခြင်းအတွက်ကိုအရန်အထောက်အကူပြုတယ်ခန္ဓာကိုယ်မှာ cortisol hormone ဆိုတဲ့ stress hormone တွေမထွက်စေတဲ့အတွက်ကြောင့်မလို့အလွန်အမင်းစာလောင်ခြင်းတွေမဖြစ်အောင်ရှော့ချပေးတယ်ပေါ့နော်ဆိုတော့ဒီဟာကrecovery ကအရင်ရေးကြည့်တယ်ကိုဆိုင်နဲ့ဒီ recovery ကိုအရင်ကြီးစိုက်ခဲ့တာဖြစ်ပါတယ်နောက်တစ်ခုက intermittent fasting ဆိုတော့ဒီဟာကြတော့ကိုဆိုင်အားလုံးကိုကြိုပြီးတော့တတိပေးခြင်းနဲ့တတိပေးတယ်ဆိုတာထက်ပေါ့နော်ပြောပြချင်တာကဘာလဲဆိုရင်ဒီဟာက optional ဖြစ်ပါတယ်เนาะ intermittent fasting ဒီလူတိုင်းလုပ်ကိုလုပ်ရမယ်လို့ပြောချင်တာလုံးဝမဟုတ်ဘူးဒါပေမဲ့ဒီဗီဒီယိုမှာကိုဆိုင်လုပ်ခဲ့တဲ့5ချက်ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဆိုင်ကတော့လုပ်ခဲ့တယ်လုပ်ခဲ့တယ်ဆိုတဲ့အခါမှာကိုယ်တိုင်း weight ချရဲပေါ့နော်ဒီလိုချင်တဲ့ target weight ကိုရောက်သွားတဲ့အားနေပြီးတော့ဟိုအပေါင်အစကနေစချတယ်ဒီပေါင်80ကျော်2နှစ်တာကာလမှာပထမနှစ်မှာတော့ကိုယ်တိုင်း intermittent fasting မလုပ်ခဲ့ဘူးမလုပ်ခဲ့ပေမဲ့ weight ကျခဲ့တယ်ဒါပေမဲ့တစ်နှစ်လောက်ခန့်မှာပေါ့နော်ကိုယ်တိုင်းဒီ intermittent fasting ကြောင့်လေ့လာပြီးတဲ့အခါမှာကိုယ်နဲ့ကိုက်ညီတယ်ဆိုပြီးတော့ဆုံးဖြတ်လို့လုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အားလုံးလည်းကိုယ်နဲ့ကိုက်ညီမကိုက်ညီပြန်ပြီးတော့စမ်းစစ်လို့ရတယ် intermittent fasting video အကြောင်းလည်းကိုယ်တိုင်း YouTube channel မှာရော Facebook မှာရောတင်ထားပေးတာရှိတယ်ဒါတွေကိုသွားပြီးတော့လေ့လာလို့ရတယ်ဆိုတော့အဲ့မှာတခုကိုယ်တိုင်းပြောချင်တာက intermittent fasting ဒီလူတိုင်းအတွက်တော့မဟုတ်ဘူးကိုယ်နဲ့ကိုက်ညီတဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ဆိုတော့ကိုဆိုင်က intermittent fasting ဘာကြောင့်လုပ်လဲဆိုတော့အရှိမလည်းကိုဆိုင်မလုပ်ခင်ကလည်း weight ကျခဲ့တယ်เนาะဒါပေမဲ့ဘာလို့လုပ်လဲဆိုရင် intermittent fasting လုပ်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့အချိန်တစ်ခုမှာအစာကိုရှောင်တာပြီးအချိန်တစ်ခုတည်းမှာစားတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လဲဆိုရင်သူက calorie ကအဲ့ဒီအတွင်းမှာစားရတဲ့ calorie အတွင်းမှာဆိုနည်းနည်းပိုစားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သဘောတရားပြောပြမယ်ဆိုတော့တစ်နေ့ကို3နက်စားတဲ့သူထက်တစ်နေ့ကို2နက်ပဲစားတဲ့သူကအဲ့2နက်အတွင်းမှာနည်းနည်းလေးပိုပြီးတော့သူများတက်စားချင်တာစားလို့ရတယ်ဒီသဘောပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကနားလဲရမှာတော့ intermittent fasting ဒီအစာတစ်ချိန်တစ်ခုမှရှောင်ထားရတဲ့အတွက်ကြောင့်မလို့စားလို့ရတဲ့အဲ့အချိန်ပမာဏအတွင်းလေးမှာစိတ်ကြိုက်စားဆိုတာမျိုးတော့လုံးဝမဟုတ်ပါဘူးကျွန်တော်တို့ဒီ calorie deficit ဖြစ်နေရမယ် calorie deficit ကြောင်းနားမလဲတဲ့နဲ့ဗီဒီယိုတွေရှင်းပြထားရှိပဲကြည့်လို့ရတယ်ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးအဲ့အတွင်းလေးမှာကျွန်တော်တို့ကဗာလဲဆိုတော့သူများတက်ဆိုင်ကိုကအချိန်တစ်ခုထိရှောင်ထားတဲ့အတွက်ကြောင့်မလို့အဲ့အတွင်းမှာစားတဲ့အစားတောက်တွေကနည်းနည်းလေးဘယ်လိုပြောမလဲအရင်အတိအကျဖြစ်စရာမလိုကိုကပုံမှန်တိုင်းပဲမနက်စာနေ့လဲစားပြီးရင်ကြားချိန်မှာ snack စားတယ်ညစာစားတယ်ဒီလိုမျိုး၄နက်လောက်စားတယ်ဆိုရင်တော့ကျွန်တော်တို့စားတဲ့အစားတောက်တွေကအရန်ကိုတိကျဖို့လိုတယ် weight ကျဖို့အတွက်ဆိုရင်ပေါ့နော်calorie မများတဲ့အစားတောက်တွေစီမများတဲ့အစားတောက်တွေဒီလိုအစားတောက်တွေဖြစ်ဖို့လိုတယ်ဒါပေမဲ့ intermittent fasting လုပ်ထားလိုက်ပြီဆိုရင်တော့ဘာဖြစ်လဲဆိုရင်အကျိုးနှစ်ခုရှိတယ်တစ်ခုကတော့ကျွန်တော်တို့အချိန်တိုင်းတာတစ်ခုထိပေါ့နော်အစာကိုရှောင်ထားရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတိုင်းတာတွေမှာကျွန်တော်အဲ့အတွက်အစားတောက်တွေပြင်ဆင်စရာမလိုတော့ဘူးအဲ့အတွက်အချိန်ကုန်လဲတက်တာတယ်ဈေးရိတ်လဲတက်တာဒါပေမဲ့ပြီးနောက်တစ်ခုအကျိုးတစ်ခုကဘာလဲဆိုအဲ့ဒီစားတဲ့ကာလာအတွင်းမှာလဲ window အတွင်းမှာလဲကျွန်တော်တို့ကအစားကိုနည်းနည်းလေးပဲစားsorry နည်းနည်းလေးဆိုတာအနက်ရေ short စားလိုက်တာပေါ့နော်ဥပမာဆိုကိုက12နာရီရနေပြီးတော့ထားပါတော့8နာရီထိဒါမှမဟုတ်6နာရီထိအတွင်းမှာစားတယ်ဆိုရင်
အဲ့ဒီအတွင်းမှာဆိုကိုက2 နှစ်လောက်ပဲစားပြစ်မှာနော်ဆိုတော့2 နှစ်လောက်ပဲစားပြစ်တဲ့အတွက်ကြောင့်အဲ့စားတဲ့2 နှစ်ကိုကိုကနည်းနည်းလေးသူများထက်ဆိုင်တနေ့လုံး4 နှစ်လောက်စားရတဲ့အတွက်ဆိုင်စီကြော်သားလေးတွေတော့၎င်းအချိုရည်လေးတွေတော့၎င်းလူမျိုးလေးပို့ပြီးတော့ပေါ့နော်စားလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်ကျွန်တော်ကintermittent fasting ကိုလုပ်ရတာဖြစ်ပါတယ်ဆိုတော့ intermittent fasting လုံးဝ weight ကျမှာလားဆိုရင်တော့လုံးဝမဟုတ်ပါဘူး intermittent fasting မလုပ်ခင်ကတည်းကကျွန်တော်ကိုယ်တိုင်လည်း weight ကျခဲ့ပါတယ်ဒါပေမဲ့ခုနကပြောတဲ့အကျိုးကျေးဇူးလေးတွေကြောင့်ကျွန်တော်အတွက်ကြိုက်တယ်သဘောကျတယ်ဆိုပြီးတော့ကျွန်တော်ကလုပ်ခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကတော့ intermittent fasting လုပ်တဲ့အခါမှာဒီအစာရှောင်တဲ့အချိန်မှာဒါ metabolism ပို့ပြီးတော့မြန်တယ်အစီကျနှုန်းပိုမြန်တယ်ဆိုတော့အတိအကျတော့မဟုတ်ပေမဲ့သူ့ရဲ့အဲ့လိုမျိုးကောင်းကျိုးလေးရှိတယ်ဆိုပြီးတော့တချို့တွေပြောထားတာရှိရပါတော့ဒါလေးတွေလည်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုကတော့ကိုယ်နဲ့လည်းအဆင်ပြေတဲ့အတွက်ကြောင့်မလို့လုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့နဲ့လည်းကိုက်ညီရဆိုရင်လိုက်လုပ်ကြည့်လို့ရပါတယ်เนาะနောက်ဆုံးတစ်ခုကတော့နှစ်ခုတွဲလေးကျွန်တော်ပြောလိုက်ခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့ cheat and mindset ဆိုတော့ cheat ဆိုတာကတော့အားလုံးသိပြီးတဲ့ cheat meal ပေါ့เนาะဆိုတော့ကျွန်တော်တို့တွေက weight ချတဲ့အခါမှာကျွန်တော်တို့ကထောင်ကျသွားတာမဟုတ်ဘူးပြောမယ်ဆိုကိုယ့်ကိုယ်နှိမ့်ဆက်နေတာမဟုတ်ဘူးပို့ပြီးတော့ချမ်းမာလာအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခါလေကျွန်တော်တို့တွေဒီခရီးလမ်းမှာပေါ့နော် process မှာကျွန်တော်တို့ပင်ပန်းတဲ့အချိန်တွေရှိတယ်မောပန်းတဲ့အချိန်တွေရှိတယ်အနားလိုချင်တဲ့အချိန်တွေရှိတဲ့အခါမှာဆိုရင်ကျွန်တော်တို့ cheat လုပ်လို့ရပါတယ်ဆိုတော့cheat လုပ်တယ်ဆိုတော့အားလုံးသိပြီးသားပေါ့နော်ဆိုတော့တောက်လျှောက်ကျွန်တော်တို့ရဲ့အစားအသောက်တွေကို clean ဖြစ်စားလာကြတယ်ဒါပေမဲ့ကျွန်တော်တို့တစ်သက်လုံးစားလာခဲ့တဲ့ပီဇာတွေအချိုရည်တွေအာလူကြော်ဒါတွေကိုကျွန်တော်တို့နှစ်သက်ပါတယ်เนาะနှစ်သက်တဲ့အတွက်ကြောင့်မလို့တချို့သောရက်တွေမှာကျွန်တော်တို့စားတယ်အဲ့ဒါကို cheat meal လို့ခေါ်တယ်ဒါပေမဲ့ဒီ cheat meal တွေဒီအရင် frequent ဖြစ်လို့မရအောင်ခဏဖြစ်လို့မရဘူးเนาะတစ်လမှာတစ်ချိန်ချို့လဲ2 ပတ်မှာတစ်ချိန်အဲ့လိုမျိုးလေးပဲဖြစ်တဲ့နယ်ပေါ့နော်ဆိုတော့အပတ်တိုင်းမှာဒါမှမဟုတ်3 ရက်တစ်ခါလောက်ကိုက cheat meal လုပ်နေရဆိုရင်တော့ကိုယ့်ရဲ့ process မှာအများကြီးထိခိုက်နိုင်တယ်ဆိုတော့ cheat meal ကလည်းကျွန်တော်လုပ်ခဲ့တယ်မဖြစ်မနေကျွန်တော်ရဲ့ဒီခီးလန်းကိုပေါ့နော်ရေရှည်သွားနိုင်ဖို့အတွက်အထောက်အကူပြုခဲ့တဲ့အရာဖြစ်ပါတယ်တချို့တွေကအရင် strict ဖြစ်ပြီးတော့3 လတစ်ခါမှ6 လတစ်ခါမှ meal cheat meal စားမယ်ဂျားထဲမှာလုံးဝငါမစားဘူးဆိုတာမျိုးလည်းမလုပ်သင့်ပါဘူးသူဆိုတာဒီ stress တွေဖြစ်လာတဲ့အခါမှာဆိုရင်relax ပေါ့နော်ခဏ relax လုပ်ရမယ့်moment လေးရှိတယ်ねဒါကြောင့်မလို့ပုံမှန် cheat meal လေးတွေစားသင့်ပါတယ်ပြီးရင်နောက်တစ်ခုကတော့ mindset ပေါ့နော်အဲ့ဒီ mindset ကလည်းအရင်ရေးကြည့်အဲ့ဒါပါလဲဆိုတော့အင်္ဂလိပ်လိုဆိုဘယ်လိုပြောမလဲnow or never လားအဲ့လိုမဟုတ်တယ်ね sorry ထားလိုက်တော့အင်္ဂလိပ်လိုမပြောတော့မြန်မာလိုဆိုရင်တော့မထူးဆက်ခင်းတာပေါ့နော်အဲ့ဒီမထူးဆက်ခင်းတဲ့mindset လဲကျွန်တော်တို့မရှိဖို့အတွက်အရင်ရေးကြည့်တယ်ဘာလဲဆိုရင်ကျွန်တော်တို့တွေကဘာဖြစ်တယ်လဲဆိုရင်အရန် perfect ဖြစ်အောင်လုပ်တယ်clean ဖြစ်အောင်ရမ်းစားတယ်လုံးဝကြားလေးတပွင့်အောင်မထဲဖို့နည်းနည်းလေးချိုရင်မစားဘူးစီလေးတစ်စက်လောက်ပါရင်မစားအဲ့လိုမျိုးကြီးperfectness ပေါ့နော်အဲ့လိုမျိုးကြီးအသေးအတန်လှုပ်ပြီးတော့အဲ့ထဲမှာကိုကမတော်တဆတရက်လောက်အရန်အဲ့လိုတွေဆွတ်လို့တော့တခါကျရင် stress out ဖြစ်တာပေါ့နော် burn out ဖြစ်တယ်စားမိသွားတော့တရက်မှာအရန်မထိန်နိုင်တော့ဘဲနဲ့အာလူကြော်တွေအချိုရည်တွေအဲ့လိုမျိုးစားမိသွားရဲဆိုရင်ကျွန်တော်တို့ mindset ကဘယ်လိုရှိတင်လဲဆိုကဲဒီနေ့တော့ငါစားမိသွားပြီးတော့စားလက်စားနဲ့ enjoy လုပ်လိုက်ပျော်ပျော်ရွှင်ရွှင်စားလိုက်တောက်လိုက်ပြီးသွားရင်ငါနောက်နေ့ကျရင်ပြန်စားမယ်ဒါမှမဟုတ်လေဒီနေ့မနက်ပိုင်းမှာအဲ့လိုစားမိသွားတယ်ညနေနဲ့ကိုငါပြန်ပြီးတော့ control လုပ်လိုက်မယ်ပြီးငါပုံမှန်တိုင်းလေးဆက်သွားမယ်ဒီလိုမျိုးစိတ်သက်ရှိဖို့လေဘာကြောင့်လဲဆိုတော့ weight ချတဲ့ process ဒီ long term process ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေရဲ့ဒီတစ်လျှောက်လုံးမှာမိတ်ဆွေတစ်နှစ်လောက်နှစ်နှစ်လောက်မှားပြီးတော့ဖြစ်လို့စားလိုက်မိကြုံနဲ့မိတ်ဆွေရဲ့လမ်းကြောင်းကြီးကပျက်စီးသွားတာလုံးဝမဟုတ်ဘူးပေါ့နော်ဒါကိုကိုချိုင်းတို့နားလဲဖို့လို့လေအဲ့လိုမျိုးမဟုတ်ဘဲနဲ့တစ်ခေါက်လောက်စားမိတယ်နော်ကဲမထူးကွာငါတော့သွားပြီငါရဲ့ weight loss journey ကြီးကပြီးဆုံးသွားပြီဆိုပြီးတော့စိတ်သက်ကြသွားတဲ့လူတွေလည်းအများကြီးရှိလို့တချို့ကြောက်လည်းဒီနေ့စားလိုက်တယ်စိတ်သက်တွေကြပြီးတော့လုံးဝတော့ပြတ်သွားတာမျိုးမဟုတ်သေးပေမဲ့နောက်တစ်ရက်ထပ်စားနောက်တစ်ရက်ထပ်စားအဲ့လိုနဲ့မထူးဆက်ခင်းသွားပြီးတော့ဗောနော်ပျက်စီးသွားတဲ့သူလည်းရှိတော့အဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ဆိုတော့တစ်ခါတလေမှာကျွန်တော်တို့တွေအကြောင်းမျိုးကြောင့်မို့လို့စားလိုက်မိတယ်အချိုရည်တွေတောက်လိုက်မိတယ်ဆိုရင် enjoy လုပ်လိုက်ပါပြီးသွားရင်ကိုလုပ်ဆက်ရှိရဲ့ back on the track ပေါ့နော်ကိုယ့်ရဲ့လမ်းကြောင်းပေါ်ကိုပြန်တက်ပြီးတော့လုပ်ဆက်ရှိရဲ့လမ်းကြောင်းကိုပြန်ပြီးတော့သွားပါဒါဆိုရင်တော့ကျွန်တော်တို့ရေရှည်နဲ့လုံနိုင်မှာဖြစ်တယ်ကိုချိုင်းလည်းအဲ့ဒီစိတ်သက်အဲ့ဒီ mindset နဲ့ခုနပြောတဲ့ cheat meal ကိုလည်းကိုချိုင်းကောင်းကောင်းကျင့်သုံးခဲ့တယ်ဒါကြောင့်မို့လို့ကိုချိုင်း2 နှစ်ကျော်ဒီပေါ့နော်ကိုလိုချင်တဲ့ target weight တွေကိုရအောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အားလုံးကိုပြောပြပေးခြင်းပါတယ် okay ဒီ5ချက်ကတော့ကိုချိုင်း2 နှစ်ကျော်နေပါပုံမှန်လုပ်ခဲ့တဲ့အချက်လေးတွေဖြစ်တယ်အားလုံးလည်းလိုက်လုပ်ကြည့်ပြီးတော့ကျမ်းမာပေါ်ပါကြပါစေလို့ဆုတောင်းပေးပါတယ်ဆိုတော့ကျေးဇူးတင်တဲ့ဒီထိကြည့်ပေးတာ like subscribe တွေလည်းလုပ်သွားပေးလို့ရတယ်အားလုံး bye bye